လက်ချောင်းဖြတ်သွားပါကလှုပ်ဆောင်တင်တဲ့အရာနဲ့ရှောင်ကျဉ်ရမယ့်အရာများမိတ်ဆွေရဲ့လက်ချောင်းကိုဖျက်မိပါကတချို့လူတွေကစိုးစွတ်နေစေဖို့လက်ချောင်းကိုပါးစပ်ထဲထည့်ထားတင်တယ်လို့ထင်ကြပါတယ်ဒါပေမဲ့ပါးစပ်ထဲမှာယောဂပိုးဝင်စေနိုင်တဲ့ဘက်တီးရီးယားတွေပြည့်နေနေပါတယ်တချို့သူတွေဆိုရင်လည်းလက်ချောင်းကိုဓာတ်ရိုက်ရေခဲပေါ်တင်ကထိမ့်သိမ်းထားတင်တယ်လို့ထင်ကြပါတယ်ဒါပေမဲ့အေးခဲနေတဲ့အပူချိန်ဟာနုနယ်တဲ့တ िश ူးတွေကိုပျက်စီးစေတာကြောင့်ပြန်လည်ချိတ်ဆက်ဖို့မဖြစ်နိုင်တော့ပါဘူးပြီးရင်မိတ်ဆွေကိုယ်တိုင်လက်ချောင်းကိုပြန်ကပ်ဖို့ကြိုးစားပါကလည်းတွေးလည်ပတ်မှုမရှိတာကြောင့်လက်ချောင်းဟာမြ မြန်ဆန်ဆန်တေးဆုံးသွားနိုင်ပါတယ်အကောင်းဆုံးနည်းလမ်းကတော့လက်ချောင်းကိုညင်သာစွာပတ်တီးစီးပြီးအေးမြအောင်ထားကဆေးရုံကိုအမြန်ဆုံးပို့ဆောင်ဖို့ဖြစ်ပါတယ်စစ်တပ်တွေအနေနဲ့လူနာတင်ရင်တွေကိုဆေးတုပ်ပြီးအကာအကွယ်ဖြစ်အသုံးပြုတာကိုဥပဒေအရတားမြစ်ထားပါတယ်။ဘာလို့လဲဆိုရင်ဂျနီဗာကွန်ဗင်းရှင်းစည်းမျဉ်းတွေအရလူနာတင်ရင်တွေဟာကာကွယ်ခံရင်တွေဖြစ်ပြီးသူတို့ကိုတိုက်ခိုက်တာဟာစစ်ရာဇဝတ်မှုတစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။ဒါပေမဲ့လူနာတင်ရင်တွေကိုအနီရောင်ချက်ချေခက်အမှတ်သားနဲ့ရှင်းလင်းစွာဖော်ပြထားရပါမယ်။အဲ့ဒီအခါမှာလူနာတင်ရင်ကိုအတိမတ်ပြုနိုင်ပြီးကြားနေရင်တွေဖြစ်တိုက်ခိုက်တာကနေကင်းလွတ်ခွင့်ရရှိပါတယ်။ဒါပေမဲ့ဆေးဘက်ဆိုင်ရာရင်တွေကိုအကာအကွယ်ဖြစ်အသုံးပြုပါကရန်သူတွေအနေနဲ့သူတို့ဟာဒဏ်ရာရစစ်သားတွေတဲဆောင်နေတာလားလက်နက်တွေတဲဆောင်နေတာလားဆိုတာကိုကွဲပြားစွာမသိနိုင်တော့ဘဲသူတို့ကိုတရားဝင်စစ်မဟာဗျူဟာဆိုင်ရာပြစ်မှတ်တွေဖြစ်သတ်မှတ်မိသွားနိုင်ပါတယ်